nhiều tí ở xanh ấp qua gì điều lý cho mà cả đi mà xa tôi chắc đàm hậu bên này bây giờ chắc nén trên này giá là xí lý chắc sao cho mà chấp bài bắt đầu máu rồi khi nhìn đi chết tôi về gỗ cho mà rồi lâu nào lâu mà mấy lâu bị đôi xí bây giờ chắc ấp qua đi đấy ấp qua chắc của nhà đi thì mà theo đông này để cho mà cả giá là xí lý sai trên rồi bây giờ chắc ấp qua chắc của nhà đi theo bà đấyဒီမှာထောက်မထည့်ဘူးเนาะအကောင်လိုက်လေးတွေဆိုတော့စားရတာပို့ပြီးတော့ကောင်းလို့အကောင်လိုက်လေးတွေထည့်တာပါကဲအတိုးအတွဲကျမကရဲရွဘေးကနေရဲရွရွက်လေးတွေခူးမယ်ပစုံကြောင့်ငပိကျဲဆိုတော့ရဲရွရွက်လေးတွေလည်းတို့မယ်ပေါ့เนาะအတိုးအတွဲလာခူးတာပါကဲကဲညင်ဒီကျက်သွင်းရဲ့ပစုံကြောင့်ရဲ့လုံးနာပြီဆိုတာနဲ့ကျမကငရုတ်သီးစိမ်းအပွားကြီးတွေကိုထည့်လိုက်ပါမယ်သူကလေကြီးကြီးလေးလေးထားတာအားကြတော့လုံးနာသွားပြီးကျက်သွားပြီးဆိုလို့ရှိရင်နွန်းဖက်ပြီးအီလေးဖြစ်သွားတာပေါ့နော်ကိုကဒီလောက်အတုံးကြီးမစားချင်နည်းနည်းလေးတေးလိုက်ပေါ့ကျမတို့ကဒီအရွယ်ဆိုင်လေးတွေပဲတုံးစားတယ်နော်တုံးစားဖြစ်တယ်ပေါ့နော်ကဲပစုံကြောင့်လေးတွေလည်းလုံးနာပြီးကျမတို့ငရုတ်သီးစိမ်းအပွားကြီးတွေလည်းနူးဤသွားပြီဆိုတာနဲ့ကျမတို့ကနန်းပင်လေးတွေထည့်ပါတယ်ပြီးတော့ငရုတ်သီးအစိမ်းအချောက်လေးအဲ့ဒါလေးတွေလည်းထည့်လိုက်ပါလေရဲ့အဲ့ဒါအတောင့်လိုက်ထည့်တာပေါ့နော်ကဲခုဆိုလို့ရှိရင်ရတာရှိပြီးစားလို့ကောင်းတဲ့ပစုံကြောင်နန်းချင်းနဲ့ငရုတ်သီးစိမ်းငပိကျက်ရပါပြီအတိုးကတော့ရဲရုံနေသီးရဲခင်းသီးရဲပေါ့တခွားသီးရေခဲစိမ်လေးလည်းကျမတို့တယ်ပြီးတော့လေဒီမှာကျမကဒက်ရွက်ကအရန်စားကောင်းတယ်နော်ဒီဈေးကနေမနက်ကလက်ဆက်တူလို့ဝဲလာတာကဒက်ရွက်လေးရဲ6ကြော်လေးရဲပေါ့နော်အဲ့ဒါနဲ့စားရပါထမင်းဦးကတော့2အိုးလောက်ကိုနောက်ထပ်တအူထက်ချက်ရပါတယ်တအိမ်လုံးလက်ကိုမလဲဘူးအရန်စားလို့ကောင်းတော့စားကြလို့လေဒီကျမတို့အသားဟင်းနေညီးငွေ့လာပြီးအသားဟင်းနေအများနဲ့မစားကြတော့ဆိုလို့ရှိရင်ငရုတ်သီးစိမ်းအပွားလေးတွေကိုလေကျမတို့ရောဒီလိုပစုံကြောက်နန်းချင်းပစုံကြောက်အပွားကြောက်ပစုံကြောက်ကိုလေအပွားကြောက်ကိုနန်းချင်းနဲ့ချက်စားခြင်းတော့အရန်စားလို့ကောင်းပါရဲ့